ကံမျိုးอ่ะဘုံကြောင်တစ်ချောင်းရဲ့ရှုခင်ဖြစ်ပါမန္တလေးကရွှေကျောင်းတော်မျိုးပဲဟိုကလည်းအင်္ဂလိပ်ပန်တမော်တွေနဲ့ဒီကျွန်းနိုင်ကြီးများနဲ့တိဆောက်ထားတာကိုတွေ့ရပါဘုံကျောင်းတော့ဘုံကျောင်းပဲအရေးရောင်လူနေတဲ့အရေးရောင်တော့မတွေ့ရပါဘူး